ကြည့်ုံနေတာတကယ်ဝမ်းနေကြည့်ပလဲညစ်ရည်လေအနေကပြေမလဲလေဒီရဲ့ချင်းများမပြေရင်ခဏတီးခံကြရမှာပဲဘဝအတွက်လျှောက်လန်းလို့နေချင်အိမ်ပြန်မိုးရေးကိုချိန်မတန်နေလဲလေတွေ့ကြည့်ုံနေတာတကယ်ဝမ်းနေကြည့်ပလဲညစ်ရည်လေအနေကပြေမလဲလေဒီရဲ့ချင်းများမပြေရင်ခဏတီးခံကြရမှာပဲဘဝအတွက်လျှောက်လန်းလို့နေချင်တိုင်းတစ်ပါးညီမနေခြင်းလို့လည်းမဟုတ်ပါအဖေမေတွေနဲ့ခွဲခွာငွေရညီကိုမရောက်ဖြစ်ခဲ့တာကြောင့်ပြောတရားမိသားစုကပါတမင်ဝိုင်းလေးမဆုံးရခဲ့တာကြောင့်အိမ်နဲ့တွေ့ရနောက်လိုက်ရင်အိမ်နဲ့နေဝေးခဲ့တာလေကြောင့်ဒီရွယ်ရဘဝလမ်းတစ်ခုအတွက်ကြိုးစားနေချိန်မှာဘဝလောကရန်လိုင်းကြအနေမြင့်ညီညောင်းရခဏလောက်နေဝေးတဲ့ချိန်မှာအဝေးကပြေးတဲ့မေကိုတတိယနေတိုင်းညစဉ်ဦးကန်ရှိခိုးလေးရဲ့စင်သာကြည်ရွယ်ချင်များပြည့်ရင်တော့ရောက်ပြန်ခဲ့မှာပါအိမ်ပြန်မိုးရေးကိုချိန်မတန်နေလဲလေတွေ့ကြည့်ုံနေတာတကယ်ဝမ်းနေကြည့်ပလဲညစ်ရည်လေအနေကပြေမလဲလေဒီရဲ့ချင်းများမပြေရင်ခဏတီးခံကြရမှာပဲဘဝအတွက်လျှောက်လန်းလို့နေချင်တိုင်းတစ်ပါးညီမနေခြင်းလို့လည်းမဟုတ်ပါအဖေမေတွေနဲ့ခွဲခွာငွေရညီကိုမရောက်ဖြစ်ခဲ့တာကြောင့်ပြောတရားမိသားစုကပါတမင်ဝိုင်းလေးမဆုံးရခဲ့တာကြောင့်အိမ်နဲ့တွေ့ရနောက်လိုက်ရင်အိမ်နဲ့နေဝေးခဲ့တာလေကြောင့်ဒီရွယ်ရဘဝလမ်းတစ်ခုအတွက်ကြိုးစားနေချိန်မှာဘဝလောကရန်လိုင်းကြအနေမြင့်ညီညောင်းရခဏလောက်နေဝေးတဲ့ချိန်မှာအဝေးကပြေးတဲ့မေကိုတတိယနေတိုင်းညစဉ်ဦးကန်ရှိခိုးလေးရဲ့စင်သာကြည်ရွယ်ချင်များပြည့်ရင်တော့ရောက်ပြန်ခဲ့